အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ကျွန်တော်ဒီ zone N နဲ့ပတ်သက်ပြီးတော့ကျွန်တော် PC version မှာပေါ့နော်သိထားရမယ်အကြောင်းအရာလေးကျွန်တော် knowledge sharing လုပ်ပြီးသားမှာဖြစ်ပါတယ်။ Okay ဒီမှာဆိုရင်တော့ကျွန်တော်က zone နဲ့ပတ်သက်ပြီးကျွန်တော်မှာတော့ download ဆွဲထားပြီးသားရှိတယ်ပေါ့နော် download မဆွဲရသေးတဲ့သူတွေကကျတော့ browser တစ်ခုခုကနေပြီးမှ download သွားဆွဲလို့ရတယ်။ဥပမာဒီမှာလာပြီးတော့ကျွန်တော်ဒီ zone L for PC download ဆိုပြီးတော့တစ်ချက်ရိုက်ရှာလို့ရတယ်ရိုက်ရှာပြီးတော့ဒီမှာ zone download zone for Windows ဆိုပြီးချက်နေလိုက်နေပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဒီ PC နဲ့ကိုက်ညီတဲ့ဟာကိုကျွန်တော်ဒီဆွဲလို့ရတယ်ပေါ့နော်ဒီဟာဒီ cookie တွေဆိုရင် crop လုပ်ပြီးတော့ပိတ်ထားခဲ့လို့ရတယ်ပြီးတော့ရင်64 bit တွေပါဒီမှာ download ဆွဲလို့ရတယ်ဒါက zone web page နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး download ဆွဲရမလဲဆိုတာကိုတစ်ခါပြပြပေးရပါတော့ဆွဲပြီးသားပြီဆိုရင်ဒီနားလေးမှာ download ဆိုတဲ့ထဲမှာသွားပြီးတော့ကြည့်ပြီးတော့ install တင်လိုက်လို့ရတယ်ပေါ့နော်ဒါကဘယ်လိုမျိုး download လုပ်ရမလဲဆိုတာပြပြပေးတာbrowser ကတော့ဘယ် browser ပဲဖြစ်ဖြစ်သုံးလို့ရတယ်နော် okay အဲ့ဒါဆိုရင်ကျွန်တော် download ဆွဲထားပြီးသွားပြီဆိုရင်ဒီမှာကျွန်တော် download ဆွဲထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တစ်ချက်ဝင်လိုက်ပေါ့နော်ဒီနေ့ရောက်လာပြီပေါ့နော်ဒါကဟိုကျွန်တော်ဝင်ထားပြီးသားရှိလို့ပေါ့နော်ဒီ zoom ကလည်းကျွန်တော်ကဟိုဒီရိုးရိုးသုံးနေတဲ့ zoom မဟုတ်ဘူးကျွန်တော်ကျတော့ဝယ်ထားတာပေါ့နော် license ဝယ်ထားတာပေါ့ license ဟိုမှာကျွန်တော်အုံနာပုံစံမျိုးဝယ်ထားတာအုံနာ license ပေါ့နော်ဒီ zoom တွေကလည်းအပြင်မှာရောင်းနေသူတို့တလားဟိုလာတင်ကြီးနဲ့ရောင်းလာမျိုးရှိတယ်အုံနာ license ဆိုရင်သေးရတစ်မျိုးဒါမှမဟုတ် member license ဆိုပြီးတော့ဈေးရလည်းတစ်မျိုးရှိတယ်အုံနာ license နဲ့ကျွန်တော်ဒီ member license ဆိုပြီးနှစ်မျိုးရှိတယ်နော် okay အဲ့ဒါဆိုရင်ဒီ owner license နဲ့ member license ဆိုရင်တချို့က owner license ပဲဖြစ်ဖြစ် member license ပဲဖြစ်ဖြစ်တချို့ကတူကြတယ်လို့ပြောတယ်တကယ်တမ်းမတူဘူးပေါ့နော် owner license ကတော့ကိုယ်ပိုင် license ဖြစ်တဲ့အတွက်ကျွန်တော်ဒီ member တွေဘာတွေကိုယ်တိုင်တိုက်ရိုက်စီမံခန့်ခွဲလို့ရတယ်ပေါ့နော်ပြီးတော့အချိန်တွေပိုင်းတတ်မှတ်လို့ရတယ်ပြီးတော့ရင်စက်တွေပိုင်းဆိုင်ရာတွေကိုစိတ်ကြိုက်ဒါပြုပြင်လို့ရတယ်ပေါ့နော်ကိုကနေပြီးမှကျွန်တော်ဒီ user member တွေကိုဖိတ်ခေါ်တာမျိုးတွေတောင်းမဟုတ်ရင်မကြိုက်ဘူး remove လုပ်တာမျိုးတွေ assign လုပ်တာမျိုးတွေ owner license မှာငါတိုက်ရိုက်လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီအဓိကတော့ owner ကတော့ကိုပိုင်ဖြစ်တဲ့အတွက်ပို့ပြီးတော့ safe ဖြစ်တယ် member license ကကျွန်တော်ဒီ owner တွေကနေပြီးမှဖိတ်ခေါ်ထားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော် member license လို့ပြောလို့ရတယ် user တွေကိုတချို့တခြားကိုမသိတဲ့ user တွေကို manage လုပ်လို့မရဘူးနောက်ပြီးတော့ရင်ကျွန်တော်ဒီကိုယ်ပေးထားတဲ့ license မျိုးစားနဲ့ပဲကိုယ်ကသုံးလို့ရမယ်ပေါ့နော်ပြီးတော့ရင် setting တွေပါပြင်လို့ရတာမျိုးတွေတိတ်မရှိဘူး set အဓိကတော့ set control လုပ်လို့မရဘူးပေါ့နော်အဲ့ဒါဆိုတော့ကိုကတခြားမှာဝယ်သုံးမယ်ဆိုရင်တခြားမှာဝယ်သုံးမယ်ဆိုရင်ကျွန်တော်ဒီ owner license ကိုပဲဦးစားပေးပြီးတော့သုံးသင့်ပါတယ်เนาะပြီးတော့ရင်ဒီအပြင်မှာဆိုရင်တော့ member license ဆိုရင်တစ်လစာ member license တွေကတော့အရင်သိမရှိဘူး2000ခွဲလို့ကျွန်တော်ဒီ3လစာဆို9000လို့အဲ့ဒါမျိုးပေါ့เนาะ1 year 1 year ဒါမှမဟုတ်6 month 1 month 3 month ဒါမျိုးတွေရောင်းကြတာပေါ့ owner license ပဲဖြစ်ဖြစ် member license ပဲဖြစ်ဖြစ်အဲ့လိုမျိုးရောင်းကြတယ် owner license ဆိုရင်တော့ကျွန်တော်ဒီလူတယောက်စာဆိုရင်1 month ဆိုရင်3000 3 month ဆိုရင်9000ခွဲအဲ့ဝင်းကျင်လောက်ရှိတယ်ပေါ့နော်တဝက်နဲ့တဝက်တော့နင်းငယ်တော့ပါလိမ့်မယ်တူမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုပြောချင်ဖြစ်ပါတယ်ကျွန်တော်ကဒီမှာဝယ်ထားတာဗျာဒီကောင်အဲ့ဒါဆိုကျွန်တော်ဒီမှာဝယ်ထားပြီးတော့ကျွန်တော်ရဲ့ဝယ်ထားတဲ့ mail နဲ့ password နဲ့ထည့်ပြီးတော့ကျွန်တော်က login ဝင်ပြီးတော့သုံးနေရပါတော့ဒီကိုယ့်ရဲ့ဒီကိုမှရှိတဲ့ mail တစ်ခုနဲ့ကိုယ်တိုင်ကျွန်တော် free ပုံစံမျိုးသုံးနေတာဆိုရင်တော့ကိုယ်တိုင် login ဝင်ပြီးတော့သုံးလို့ရတယ်အဲ့ဒီ login ဝင်တာတော့ကျွန်တော်စမ်းမပြတော့ဘူးပေါ့နော်ကြာသွားမှာဆိုတော့အခုကတော့ကျွန်တော်ဒီမှာဝင်ထားတယ်နာမည်တွေပါပြင်နေတယ်ဆိုရင်ဒီမှာ setting တွေကိုသွားပြီးတော့ setting တွေကိုသွားပြီးတော့ဒီမှာ color mode တွေတင်းတွေကိုစိတ်ကြိုက်ပြင်လို့ရတယ်ဒါကmy account ဆိုတာကြီးပေါ့နော် my account ဆိုလေးနှိပ်ပြီးတော့ဒီမှာ profile တွေပါဒီမှာကျွန်တော်ထည့်ထားတယ်လို့ထည့်လို့ရတယ်ဒီကျွန်တော်ထည့်ထားတယ်လို့မျိုးဒီမှာထည့်လို့ရတယ်နာမည်တွေပေးလို့ရတယ်ပေါ့ဗျာဒါကတော့ကျွန်တော်ဒီ where you login ဆိုတော့ကဒီ zoom account ကိုဘယ် device တွေကနေပြီးမှဝင်သုံးထားလဲဆိုတော့ကြည့်တဲ့နေရာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်က URL license user ဆိုတော့ကျွန်တော် license နဲ့အသုံးပြုနေတဲ့ user ဆိုရင်ဒါမျိုးလေးပေါ်မှာပေါ့နော်okay ဒါဆိုရင် edit my profile ဆိုလေးတစ်ချက်နဲ့နေပြီးတော့ရင်ဒီမှာခဲတဲ့လေးတစ်ချက်နေပြီးတော့ဒါမျိုးတွေပြင်လို့ရတယ်ပေါ့နော်ပြီးတော့ရင်ကိုတင်ကျင်တဲ့ပုံလေးပါလုပ်လို့ရသွားပြီဆိုရင် save လုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ကပြန်ပြီးတော့ edit ပြန်လုပ်လိုက်တဲ့သဘောမျိုးပေါ့နော် okay ဒါဆိုရင်ဒီ general နဲ့ပတ်သက်ပြီးတော့ထည့်လို့ရတဲ့ option တွေပါတယ်အကုန်လုံးအသေးစိတ်ကြည့်လို့ရမှာဖြစ်ပါတယ်ပြီးတော့ရင် key
keyboard နဲ့ပတ်သက်ပြီး shortcut တွေပါတယ်ဒီမှာကိုယ်စိတ်ကြိုက်ပြန်ပြင်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေ video and effect တွေပါတယ်ပြန်ပြီးတော့စိတ်ကြိုက်လုပ်လို့ရတယ် visual background တွေပါတယ် background တွေပါတယ်ထားပြီးတော့အဲ့လိုမျိုးကျွန်တော်သွားချင်တာမျိုးဆိုရင်ရတယ်ကျွန်တော် blur နဲ့သွားမလားကိုယ့်ရဲ့ဒီ background ကကိုနေတဲ့နေရာ background မကောင်းဘူးဆိုရင် background ထည့်ပြီးတော့ကျွန်တော် zoom in တက်တာမျိုးတွေလုပ်လို့ရတယ်เนาะအဲ့ဒါမျိုးပြောချင်ဖြစ်ပါတယ် audio ဆိုရင်touch speaker တက်တွေပါတယ်ဒီမှာ output value တွေပါတယ်ကျွန်တော်စမ်းကြည့်လို့ရတယ် micro တွေပါတယ်ကျွန်တော်စမ်းကြည့်လို့ရတယ်အတန်တွေပါတယ်ပေါ့နော်အသေးသေးလုပ်လို့ရပါတယ်เนาะပြီးတော့ရင် notification နဲ့ပတ်သက်တာတွေ meeting web printer တွေဒီမှာအကုန်လုံးစက်ကြိုက် start လုပ်ပြီးတော့ပြင်ဆင်လို့ရတယ်ပေါ့နော်အဲ့တော့ recording ပေါ့ recording နဲ့ပတ်သက်ပြီးသွားရင်ကျွန်တော်ဒီ zoom meeting တခု record လုပ်ပြီးသွားပြီးတော့ဘယ်နေရာမှာသွားပြီးတော့ဒီကိုက story ပုံစံမျိုးနဲ့သွားပြီးတော့တိမ့်မလဲဆိုတာကြည့်ကျင်တယ်ဆိုရင်ဒီမှာလာကြည့်လို့ရတယ်ကိုယ့်ရဲ့ zoom meeting ကို record လုပ်ထားတယ်အဲ့ဒီ record ကိုတချို့က video ကိုရှာလို့မရတာမျိုးရှိတယ် record လုပ်ထားတဲ့ video တွေဘယ်မှာသွားပြီးတော့ရှာမှမသိဘူးတိုင်ပတ်နေကြတာမျိုးရှိတယ်ပေါ့နော်ကိုကPC version နဲ့ကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ဒီမှာ zoom meeting နဲ့ပတ်သက်ပြီး recording ဆိုရင်နှိပ်လိုက်တာနဲ့ကိုယ့်ရဲ့ zoom meeting မှာ record လုပ်ထားတဲ့ video တွေကိုဒီမှာဆိုရင်ကျွန်တော်ဒီ C ပေါ့နော် storage C ကနေပြီးမှသွားပြီးတော့ဒီမှာ OneDrive document zone ဆိုတဲ့ document folder တွေကနေပြီးမှ zone ဆိုတဲ့တဲကိုသွားပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်အဲ့လိုကျွန်တော် C ရဲ့မသိငြင်ဘူးဆိုရင်လည်း chain တော်လေးနှိပ်ပြီးတော့ကျွန်တော်ဒီကိုသိမ်းမဲ့ folder မျိုးသားတွေရေးလို့ရတယ်ကျွန်တော်ဆိုဒီမှာ C ရဲ့ပြည်ကိုကျွန်တော် D ထဲပဲသွားလိုက်မယ်နော် D ထဲကိုမှကျွန်တော်က D ထဲကိုမှနောက်ဘယ်ထဲကိုသိမ်းကြလဲဆိုတော့data ဆိုတဲ့ထဲကိုသိမ်းနေတယ် data တွေကိုမှကျွန်တော်ကဒီမှာဘယ်ထဲကိုသွားခြင်းလဲဆိုတော့တခုလောက်လိုက်မယ်ပေါ့နော်ဒီမှာ design တွေကိုပဲကျွန်တော်သွားပြီးသိမ်းလိုက်ကိုသိမ်းနေတဲ့နေရာကိုမှတ်ထားလို့ရတယ်နောက်ဝင်ကျွန်တော်ဒီလာတွေကိုပဲသွားပြီးသိမ်းရလို့ရတယ် comment ဆိုပြီးရင်အဲ့လိုမျိုးရေးလို့ရတယ်ပြီးသွားပြီဆိုရင်ကို folder တခုအနေနဲ့စောက်ပြီးတော့သိမ်းခြင်းနဲ့ဆိုရင်လည်း make new folder ဆိုလေးစောက်ပြီးတော့ကိုပေးခြင်းနဲ့နာမည် zone နဲ့ပတ်သက်ပြီးတော့ zone recording ဆိုပြီးတော့ဒီမှာ folder တခုစောက်ပြီးတော့သိမ်းထားလို့ရတယ်ပေါ့နော်ကိုသိမ်းမဲ့ folder ကိုတော့ကိုသိဖို့လိုတယ်မသိဘူးဆိုရင်လည်းဒီမှာလာကြည့်ပေါ့နော်ကိုပေးလိုက် okay ဒါဆိုရင်ကျွန်တော် zone တခုmeeting လုပ်ပြီးတော့ record လုပ်ပြီးသွားပြီးတော့ပြန်ကြည့်ခြင်းနဲ့ဆိုရင်ဒီကိုသိမ်းခဲ့တဲ့ folder တွေမှာသွားပြီးတော့ကြည့်လို့ရတယ်တိုက်ရိုက် open လုပ်ပြီးတော့လည်းကြည့်လို့ရတယ်ပေါ့နော်ဒါက recording နဲ့ပတ်သက်ပြီးပြောတာပေါ့ share screen ဆိုရင်လည်းဒီမှာ other share screen နဲ့ပတ်သက်ပြီး current site တွေမှာဒီမှာကြည့်လို့ရတယ်ပြီးတော့ဆိုရင်ဒီမှာ individual window ဒါမျိုးတွေပေါ့နော်ဒီမှာကြည့်လို့ရပါတယ် okay ဒါက screen share နဲ့ပတ်သက်ပြီးတော့သူပြောပြရှင်းပြပေးခဲ့တာပေါ့နော် team chat ဆိုတာကကျွန်တော် record လုပ်တဲ့အခါကျရင်တုံးနဲ့တူအတင် chat ကနေပြီးမှစကားပြောတဲ့ဘိုင်းတွေကိုဒီမှာလာပြီးတော့ပြန်ပြီးတော့ချိန်လို့ရတယ်ပေါ့အဲ့ဒါကိုပြောတာပေါ့နော် accessibility ကတော့ကျွန်တော်ဒီ font size တွေအကြီးသေးပြင်တာတွေဒါတွေကိုပြောတာ caption color တွေပါဒီမှာဒါတွေကိုပြောတာဖြစ်ပါတယ်နော် keyboard ကတော့ကိုယ်စိတ်ကြိုက်အပွင့်ပိတ်တွေ speaker တွေပါနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ကြိုက် shortcut key တွေပါကိုယ်တိုင်ပြန်ပြီးတော့စိတ်ကြိုက်ပြင်ဆင်လို့ရတယ်ဒါကိုပြောတာပါနော် okay static ကတော့ CPU memory နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဘယ်လောက်အသုံးပြုထားရပါညာဒါတွေအကုန်လုံး overall ကြည့်လို့ရတယ်ဒီမှာ audio ဆိုရင်ဘယ်လောက်အသုံးပြုထားတယ် video တွေ screen share တွေဘယ်လောက်လုပ်ထားတယ်ဒါတွေပြန်ပြီးတော့ကျွန်တော်စစ်ဆေးလို့ရတယ်ကြည့်လို့ရတယ်ပေါ့နော် mind ကောက်ကတော့ခုနကကျွန်တော်ပြောထားပြီးသားဖြစ်ပါတယ် okay ဒါဆိုရင်နားလည်မယ်လို့ထင်ပါတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီ setting နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ပြောပြပေးခဲ့တာပေါ့နော်ပြီးတော့ပြီဆိုရင်တခြားအကောင့်တွေဆွဲလုပ်ပြီးသုံးနေတယ်ဆိုရင်ဒီမှာဆွဲအကောင့်တွေ sign out ထွက်နေတယ်ဆိုရင် sign out ဒါမျိုးတွေလုပ်လို့ရတယ်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့စမှာကအဓိကအရေးကြီးဆုံးဖြစ်တဲ့ဒီလေးခုပေါ့နော်ဒီလေးခုဖြစ်ပါတယ်ဒီလေးခုက new meeting ဆိုတော့ကိုယ့်ရဲ့ zone ကနေပြီးတော့ meeting တခုချက်ချင်းခေါ်ခြင်းနဲ့ဆိုရင် new meeting ဆိုတော့လေးနှိပ်ပြီးတော့သွားလို့ရတယ်ဒီမှာဆိုရင်နမူနာနှိပ်ပြပေးမယ်အဲ့လေးကိုနှိပ်အဲ့လိုက်ရင်ကျွန်တော်က zoom meeting တခုစတော့မယ်ဆိုရင်ကိုဘက်ကနေပြီးမှ second record second video တွေပါတယ်တခါလေးဖွင့်ထားမလား mic တွေပါတယ်တခါလေးဖွင့်ထားမလား okay ဖွင့်ထားမယ်ဆိုရင်ဒီတိုင်း start ဆိုရင်နှိပ်တော့လို့ရတယ်အဲ့လိုမှမနှိပ်ချင်ဘူးပိတ်ပြီးမှသွားခြင်းနဲ့ဆိုရင်ဒါမျိုးတွေပိတ်ပြီးမှသွားလို့ရတယ်ပိတ်ပြီးသွားတယ်ဆိုရင်တော့ကိုယ့်ရဲ့ဒီ zone ကောက်မှာတင်ထားတဲ့ပုံပဲပေါ်လိမ့်မယ်ပေါ့ဖွင့်ပြီးသွားမယ်ဆိုရင်တော့ကိုယ့်ရဲ့မျက်နှာပေါ်လိမ့်မယ်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်ပိတ်ပြီးတော့ပဲသွားပြပေးမယ်နော် start ဆိုလေးတစ်ချက်နှိပ်လိုက်မယ် search လို့လေးတစ်ချက်နှိပ်လိုက်ရင်ဒါ zone တခုကျွန်တော်စပြီးတော့သွားလို့ရနေပြီပေါ့နော်သွားလို့ရနေပြီ zone လေးကိုကျွန်တော်ရောက်နေပြီပေါ့နော်ဒီမှာဆိုရင်တခြားဘယ်သူတွေပါတယ်ကျွန်တော်တို့က meeting ID password တွေနဲ့ကျွန်တော်တခြားတွေပါတယ်သွားပြီးတော့ invite လုပ်လို့ရတယ် invite ကြော်ညာထားကြိုတင်ကြော်ညာထားလို့ရတယ်ပေါ့နော်သူများတွေကြော်ညာသလိုပေါ့နော်ဒါက mic ဖွင့်ပြီးတော့ပြောချင်တယ်ဆိုရင်ဒီ
audio ဆိုတာလေးနှိပ်ပြီးပြောရမယ် video ဆိုရင်ဒါကိုယ့်ရဲ့မျက်နှာရုပ်ပုံတစ်ခါလေးထည့်ခြင်းနဲ့ဆိုရင်ဒါလေးကြည့်ပြီးပြောရမယ်ပြီးတော့ရင်ဒီမှာ zoom မှာဘယ်နှယောက်တက်လဲဆိုတာကဒီမှာကြည့်လို့ရတယ်ပြီးတော့ရင် zoom မှာကျွန်တော်ဖွဲ့ဝင်နေ member တွေအကုန်လုံးချက်တင်ဒီမှာလာပြီးတော့message မှာပြောတော့လို့မျိုးစုဖွဲ့ပြီးပြောလို့ရတယ် message group လိုပုံစံမျိုးပေါ့နော်ပြောလို့ရတယ်ဒါက zone နဲ့ပတ်သက်ပြီး reaction ပေးတဲ့ဘိုင်းတွေလက်ကျွန်တော်ဒီလက်မြမေးတရားရှိတာဒါမျိုးတွေကိုလုပ်လို့ရတယ်ပေါ့နော်ဒါက react ပေးတဲ့ဘိုင်းတွေပေါ့ share ဆိုတာကကိုကဒီ zone နဲ့ပြောနေမှာတော့ကိုယ့်ရဲ့ screen ကို share ပေးတာမျိုးလုပ်ရှင်နေဆိုရင်ဒါမျိုးတွေ share ဆိုတာလေးနှိပ်လိုက်လို့ရတယ် share ဆိုတာနှိပ်လိုက်ရင်ဒီမှာ share button နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ screen မှာရှိတဲ့အရာအားလုံးကိုသူပြပြီးအဲ့ဒါကိုကိုကဘယ်ဟာကို share ချင်တာလဲဆိုတော့ဒီမှာ entire screen ဆိုတော့ကကိုကျွန်တော်တို့ဒီ laptop မှာရှိတဲ့ screen တစ်ခုလုံးကို share ချင်တယ်ဆိုရင်ဒီ entire screen ကိုသူက automatic ပြပြီးတယ်အဲ့ဒါနှိပ်ပြီး share ရုံပဲပေါ့နော်ဒါမှမဟုတ်ကိုက application တွေဖွင့်ထားတယ်အဲ့ဒီ application နဲ့ပတ်သက်တဲ့ window ပဲ share ချင်တယ်ဆိုရင်တော့ဒါမျိုးတွေပြပေးမှာပေါ့နော် okay ဒါက share မယ်ဆိုရင် share ဆိုတာလေးကိုနှိပ်လိုက်အောင်ဖြစ်ပါတယ်ကျွန်တော်မ share မပြတော့ဘူးပေါ့နော်ဒါလောလောဆယ်ရှင်းပြပေးတာဖြစ်တယ် okay အဲ့ဒါဆိုရင်ဒီမှာကျွန်တော် share ဆိုတာလေးမနှိပ်တော့ဘူး share ဆိုတာလေးမနှိပ်တော့ဘူးနှိပ်ချင်တယ်ဆိုရင်လည်း share ဆိုတာလေးနှိပ်လိုက်အောင်ပေါ့နော်နှိပ်လိုက်ရင်ဒါမျိုးလေးတော့ screen share ပေးသွားမှာပေါ့လေနော်အဲ့ဒါကိုမှကျွန်တော်တို့ဒီမှာဆိုရင် you share screen ဆိုပြီးဒါမျိုးလေးပေါ်နေအောင်ကျွန်တော် screen မှာ share ထားတာဒါမျိုးလေးပြပေးလိမ့်မယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ပြန်ပိတ်လိုက်ပြီးတော့ရင် share page နေဆိုရင် stop share ဆိုတာလေးပြန်နှိပ်လိုက်အောင်ဒါဆိုရင်ကျွန်တော် zone လေးကိုပြန်ရောက်လာမှာဖြစ်တယ် okay hot to ဆိုတာကကျတော့ hot to ဆိုတာကဒီ screen နဲ့ပတ်သက်ပြီးတော့အပါကြီးကျွန်တော်ဒီအလုပ်လုပ်လို့ရတယ်ဆိုတော့ပြောပြပေးတာလေ video တွေကုန်းကန်းတွေပါ loss meeting ကို lock ခတ်တဲ့ပိုင်းတွေဥပမာကိုသတ်မှတ်ထားတဲ့လူကြီးပြည့်သွားပြီထပ်ပြီးတော့ဝင်မပေးတော့ဘူးဆိုရင် lock meeting ဆိုတာလေးနှိပ်ပြီးတော့ခန့်လို့ရတယ်ပေါ့နော်ပြီးတော့ရင် video writing room တွေပါကျွန်တော်ဖွင့်တာမျိုးတွေပေါ့နော် zone မှာကျွန်တော် room တွေခွဲပြီးတော့ဒီလောက်တာမျိုးတွေဆိုရင်အဲဒီပဲ waiting room လို့ဒါမျိုးတွေသွားပြီးတော့အသုံးပြုလို့ရတယ်အများကြီးပေါ့နော်အဲ့ဒါတွေစိတ်ကြိုက်လေးလာလို့ရပါတယ် okay API connection တော့ခုနောက်ပိုင်း AI နဲ့ပတ်သက်ပြီးတော့တခါတည်းကျွန်တော် AI ကိုညီတောင်းပြီးတော့ကျွန်တော်ဒီမှာGemini နဲ့ Gemini ပေါ့နော်ဒါဆိုရင် Gemini ဖြစ်ဖို့များတယ် Gemini နဲ့ပတ်သက်ပြီးတော့ကျွန်တော် prompt တွေပါရေးခိုင်းတာအောင်ရဲ့မေးဖြေတွေပါတွေတခါတည်းတိုက်ရိုက်ပေါ့နော်ကျွန်တော်ဒီ AI နဲ့သွားပြီးတော့လုပ်လို့ရတယ်အဲ့ဒါကိုပြောချင်ဖြစ်တယ် AI combination ဆိုတာနော်ပြီးတော့ media info ကတော့ media နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလုပ်တဲ့အကြောင်းအရာတွေ description တွေဒီမှာလာပြီးတော့ပြပေးတာပေါ့နော်အဲ့ဒါကိုပြောချင်ဖြစ်တယ် okay ပြီးတော့ရင် more info ကတော့ကျွန်တော်ဒါ recording လုပ်တဲ့ဘက်ကိုပြောတာ caption တွေ breakout room ဆိုတာကျွန်တော် zone တွေခွဲပလိုက်တယ်ခုနကျွန်တော်ပြောတဲ့ဟိုဟာလေးပေါ့နော်ကိုထဲမှာရှိတဲ့ member တွေကို zone တွေခွဲပြီးတော့ online နေပြီးမှဘယ်သူတွေကဘယ် room brow ထဲကို room ဘလောက်ထဲကိုသွားဆိုပြီးအဲ့လိုမျိုးခွဲပလိုက်တဲ့အခါမျိုးဆိုရင် breakout room ဆိုပြီးတော့သွားလို့ရတယ်ပေါ့နော်အဲ့ဒါကိုပြောခြင်းဖြစ်ပါတယ်ကျွန်တော်တွေကဒီ whiteboard တို့ application တွေပါတယ်ဆိုဒီမှာ note တွေပါထုတ်တာမျိုးတွေပေါ့နော်ဒီမှာအသေးစိတ်ကိုစစ်ကြဲလို့ရတယ် live swing တွေပါလွှင့်တာမျိုးတွေဒီမှာလုပ်လို့ရတယ်ပေါ့နော်တော်တော်လေး3မိနစ်ကြာပါတယ်ဒီမှာဆို application ဆိုတဲ့ chat နဲ့ကြည့်လိုက် whiteboard တို့ပါနော် okay အဲ့ဒါဆိုရင်ဘလို့ဆိုတော့ဒါဆိုရင်ဒီဘိုင်းကိုနားလည်မယ်လို့ထင်တယ်နော် okay ကျွန်တော်ဒါက zone တစ်ခုဒါကျွန်တော်ဆို zone တစ်ခုစနေပြီပေါ့နော်စနေပြီအဲ့ဒါကိုပြောတာဖြစ်ပါတယ် okay အဲ့ဒါဆိုရင်ဒီ zone တစ်ခုစတဲ့အခါမှာအသုံးပြုရတဲ့ feature တွေကိုကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်နားလည်မယ်လို့ထင်ပါတယ်နော် okay ကျွန်တော်အဲ့ဆိုရင်ဒီ zone ကိုပိတ်ခဲ့လိုက်မယ်ပိတ်ပြီးတော့ကျွန်တော်ဒီ add meeting for all ဆိုပြီးတော့ zone တစ်ခုကိုပိတ်တော့မယ်ဆိုရင် add meeting for all ဆိုပြီးတော့ဒါကိုပိုင် zone ကကိုကနေပြီးမှဥဆောင်ပြီးလုပ်တဲ့ zone တွေဆိုရင်meeting ကို add လုပ်ချင်တယ်ပိတ်ချင်တယ်ဆိုရင်ဒီကနေတော့အောင်ပေါ့နော်ကိုကတခြားသူတွေလောက်ထားတဲ့ zone ကိုဝင်ပြီးတော့ထွက်ချင်တယ်ဆိုရင်တော့ leave meeting ပေါ့နော် add meeting for all ဆိုတော့နှိပ်ပြီးတော့ zone ကိုပိတ်ခဲ့လိုက်မယ်ဒါကကိုယ်တိုင်တိုက်ရိုက် zone meeting တစ်ခုကိုဘယ်လိုမျိုးစပြီးတော့လုပ်ရမလဲဆိုတာပြောပြပေးတာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကတခြားသူရဲ့ zone ကိုသွားပြီး join နေတယ်ဆိုရင် join ဆိုလေးတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ဒါကကိုယ့်ရဲ့နာမည်ပေါ့နော်ကိုယ့်အကောင့်ရဲ့နာမည်ဒီမှာတခြားသူကနေပြီးမှ zone meeting တွေ personal link တွေဒီမှာပို့ပေးလိမ့်မယ်အဲ့ဒါတွေဒီမှာထည့်ပြီးသွားရင် join နှိပ်ပြီးတော့ password နဲ့ပါနဲ့သူကထားတယ်ဆိုရင် password တွေဝင်ပြီးတော့ join ဆိုနှိပ်လိုက်ရင်ခုနကကျွန်တော်တို့ဒီ zone meeting ဝင်သလိုမျိုးပဲ zone တွေကိုရောက်သွားမှာဖြစ်ပါရဲ့နော်အဲ့ဒါကိုမှကျွန်တော်ဒီ
မိုက်တွေတခါလေးပိတ်ထားခြင်းတာမျိုးမျက်နှာတွေပိုင်းတခါလေးပိတ်ထားခြင်းတာမျိုးဆိုတန်းပြီးလှုပ်ပြီးတော့တခါလေးလှုပ်သွားလို့ရတယ်ပေါ့နော်အဲ့ဒါကိုပြောခြင်းဖြစ်ပါတယ် join ကတော့တခြားသူရဲ့ meeting တွေကိုကျွန်တော်ဒီ meeting ID meeting link တွေနဲ့ password တွေနဲ့ဝင်တဲ့အခါကျရင်ဒီကနေပြီးမှ join ဆိုတာလေးနှိပ်ပြီးတော့ဝင်ရတာဖြစ်ပါတယ်เนาะ schedule ဆိုတာကကျွန်တော်ကိုက Zoom meeting တခုကိုကြိုပြီးတော့ကျွန်တော်ဒီကြော်ညာထားတာကြိုပြီးတော့ meeting နဲ့ password ကိုကြိုယူပြီးတော့ဘယ်ချိန်မှာလုပ်မယ်ဆိုတာကိုကျွန်တော်ဒီschedule သဘောမျိုးနေသွားတာပေါ့เนาะအဲ့ဒါဆိုတော့ okay ဒါလေးတစ်ချက်ကျွန်တော်လုပ်ပြပေးမယ် schedule ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီနေ့မှာကျွန်တော်ဒီ knowledge sharing ပုံစံမျိုးနဲ့Zoom meeting လေးတခုကျွန်တော်ဖန်တီးထားတယ်ပေါ့နော်။အဲဆိုဒီမှာဆိုဒီတော့ title တွေပေးလို့ရတယ်။ဒီ title ကိုကျွန်တော်ကဒီနေ့မှာဘာတစ်ခေါင်းစဉ်နဲ့ကျွန်တော်တို့ Zoom meeting တခုလုပ်ဖို့ရှိလဲဆိုရင် social media နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ social media ကျွန်တော် monetization နဲ့ပတ်သက်ပြီး knowledge sharing လုပ်မှာပေါ့နော်။ knowledge sharing ဒါZoom workshop လို့ပြောအောင်အဲ့ဒါကျွန်တော်အများကြီးအရှိမလုပ်တော့ဘူးပေါ့နော်အဲ့တော့လေ share တော့ဘုအကြည့်ပြီးတော့ဗျာအဲ့ဒါမျိုးပေါ့နော်ဒီကောင်းတဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီ Zoom တိုက်တယ်လေးတခုဒီလိုမျိုးလေးပေးထားလို့ရတယ်ပေါ့နော်ကိုကဘယ်တိုက်တယ်နဲ့ပတ်သက်ပြီးတော့ဒီ Zoom ကိုဖန်တီးမှာလဲဒါမျိုးတွေတော့ဟောဖြစ်လို့ရတယ်ပြီးတော့ကျွန်တော်ကဘယ်ဆန်တော့ချိန်နဲ့သွားပြီးတော့ Zoom ကိုဖန်တီးမှာလဲဒီမှာကျွန်တော်ဆိုရင်ကျွန်တော်ဘန်ကောက် location နဲ့ဒီမှာပြပေးရအောင်နော် okay ဘန်ကောက် location နဲ့ဟိုမှာကျွန်တော် repeat daily နေ့စဉ်လောက်တာဒါမှမဟုတ်ရင်ကျွန်တော်ပတ်စဉ်လောက်မှာလားဒါမှမဟုတ်ရင်လစဉ်လောက်မှာလားဒါမှမဟုတ် every day လားဒါမှမဟုတ် every weekend ကိုစိတ်ကြ Monday to Friday တွေမှာဘယ်နေ့တွေမှာကျွန်တော်ဒီ daily ပုံစံမျိုးနဲ့သွားချင်တာမျိုးတွေ weekly ပုံစံမျိုး monthly ပုံစံမျိုးသွားချင်တာမျိုးတွေဆိုရင်ဒီကနေပြီးမှသူနမူနာပြထားတွေပုံစံမျိုးနဲ့ကိုက်ညီတယ်ဆိုပြီးသုံးလို့ရတယ်ကိုစိတ်ကြ fan တီးချင်တယ်ဆိုရင်တော့ customer ကိုနှိပ်ပေါ့နော် okay customer နှိပ်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်ဒီ every day လာဒါမှမဟုတ် idea နဲ့ဘယ်ရက်တွေကိုကျွန်တော်ဒီမှာလုပ်မလဲဆိုတော့ဒါမျိုးတွေကြည့်လို့ရတယ်ပေါ့နော် okay အဲ့ဒါကိုပြောတာဖြစ်ပါတယ် okay ဒါက repeat ထပ်ခါလုပ်ဖို့ကိုကစိတ်ကူးရှိတယ်ဆိုရင်လုပ်ထားလို့ရတာကိုပြောတာပေါ့နော် okay ဒီမှာဆိုရင်ဘန်ကောက်စံတော်ချိန်နဲ့ကျွန်တော်ဒီမှာဘန်ကောက်စံတော်ချိန်နဲ့ဒါဘန်ကောက်စံတော်ချိန်နဲ့မဟုတ်ဘဲနဲ့ကိုကမြန်မာနိုင်ငံဖြစ်တဲ့ရန်ကုန်စံတော်ချိန်နဲ့လုပ်မယ်ဆိုရင်ဒီမှာ run ကုန်ဆိုလေးတစ်ချက်နေလိုက်နေပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာအလုပ်လို့ရလေကျွန်တော်တို့ဒီမှာဒီနေ့က16ရက်6လပေါ့2025မှာကျွန်တော်တို့ဒီ meeting ဘယ်နေ့ကနေဘယ်ချိန်ကနေဘယ်ချိန်ထိလုပ်ချင်တယ်ဆိုရင်ဒီမှာ16ရက်6လဒီနေ့မှာ sorry 16ရက်6လ2025ပေါ့နော်ဒီနေ့မှာဆိုရင်ဒါဒီနေ့ရဲ့အစပေါ့ဒီနေ့မှာဆိုရင်ကျွန်တော်ဘယ်နိုင်စမှာလဲဆုံးကိုကျွန်တော်က10ခွဲလောက်စမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ10ခွဲဆိုတော့ရိုက်ရှာမယ်ပေါ့ဗျာအဲဒီမှာ10ခွဲကိုကျွန်တော်ညာပိုင်းเนาะညာပိုင်းလုပ်မှာရိုက်ပြီးရှာလိုက်တော့မယ်ရိုက်ပြီးလုပ်ချင်တယ်ဆိုရင်အဲ့ဒါကောက်ဒီမှာဆက်လက်လေးရဝင်အောင်မှတ်ပေါ့နော်โอเคတောင်းဝင်ကျွန်တော်ဒီမှာ10ခွဲဆိုရင်ကျွန်တော်က8နာရီ30ပြီးတော့ PM ဆိုပြီးတော့ဒါမျိုးလေးရိုက်ခဲ့လိုက်လို့ရတယ်โอเคဒါလောလောဆယ်တော့သူကဒီမှာတနာရီပုံစံမျိုးနဲ့ဒီမှာအခုလောလောဆယ်တနာရီဆိုတော့တနာရီဆိုပြီးပြနေတော့เนาะတနာရီဆိုပြီးပြနေတာโอเคဒါတနာရီဆိုပြီးပြနေတကယ်တမ်းဒါကတော့ start date အချိန်တခုစတဲ့နေရာတော့မဟုတ်ဘူးပေါ့နော်စမှာကဒီမှာဒီကနေသွားပြီးတော့ထည့်လို့ရတယ်အဲ့ဒါဆိုဒီမှာကျွန်တော်ရိုက်ထည့်လိုက်โอเคဒီမှာဆိုရင်ကျွန်တော်ဒီအောက်ဆုံးလေးဆွဲလိုက်ရင်တော့ကျွန်တော်ဒီမှာဟိုအသေးစိတ်ပေါ့နော်ဟိုကိုထားခြင်းတဲ့နိုင်လေးဒီမှာရွေးလို့ရမယ်ဒီမှာဆိုရင်ကျွန်တော်10ခွဲကနေစမယ်ပေါ့နော်10ခွဲကနေပြီးမှကျွန်တော်က10ခွဲကနေပြီးမှကျွန်တော်က2နာရီလောက်စမှာဆိုတော့10နာရီပေါ့နော်ပို့လို့ကျွန်တော်10ခွဲလောက်ထားခြင်းနဲ့ဆိုရင်လည်းထားလို့ရတယ်ပေါ့နော်အဲဒါဆိုတော့10ခွဲကနေပြီးမှကျွန်တော်10ဝဲနောက်ပိုင်း10နာရီ45လောက်ထားလိုက်မယ်ပေါ့နော်โอเคပြီးတော့ရင်ကျွန်တော်ဒီမှာဒါတစ်ခါကျွန်တော်ပြောဆိုတိုင်းသုံးပေါ့နော်ဒီမှာရန်ကုန်ပြောလို့ရတယ်တချို့ကညီမတိုင်းဆိုပြီးပေါ်တယ်ပေါ့နော်ဒါပေမဲ့ညီမတိုင်းပဲဖြစ်ဖြစ်ရန်ကုန်ပဲဖြစ်ဖြစ်အဓိကညီမစံတော်ချိန်ဖြစ်ဖို့ပဲလုပ်မယ်ပေါ့နော်ပြီးတော့ရင် repeat ဆိုတာကကြတော့ခုနကကျွန်တော်တစ်ခါလေးပြောပြီးသွားပြီအရင်တော့ဒီနေရာမှာ recurring ဆိုပြီးတော့ပေါ်တယ်ပေါ့နော်ဒါက browser နေသွားတယ်ဆိုရင် browser version နဲ့လည်းကျွန်တော်ခဏနေ meeting ပြပေးမယ်
browser version ဆိုတာကဒါက browser version မဟုတ်ဘူးလားဆိုပြီးတချို့ကပြောတာကျွန်တော် browser version ဆိုတာဒီ application ကနေလောက်တာမျိုးမဟုတ်ပဲね browser ကနေပြီးမှဒီ website တစ်ခုကနေဒီ browser တစ်ခုကနေလုပ်ပြတဲ့ဒီ schedule လုပ်တဲ့ပုံစံမျိုးကျွန်တော်ဆိုလိုခြင်းဖြစ်ပါတယ် okay ဒီမှာဆိုရင် invite date ဒီမှာလုပ်လို့ရတယ်ပြီးတော့ရင် meeting ID တွေကျွန်တော်ဒီမှာ generate မဟုတ်ပဲねကိုယ်ပိုင် personal ID ထည့်ခြင်းတယ်ဆိုရင် personal ID ဆိုလေးတစ်ချက်ရွေးရမယ်เนาะ personal ID ဆိုရင်ကျွန်တော်ဒီမှာ meeting ID ဒီမှာတွေ့ရမယ်ပြီးတော့ရင် passcode တွေကိုယ့်ဘာကိုစိတ်ကြိုက်ဖန်တီးလို့ရတယ်เนาะ passcode တွေဟိုမှာကျွန်တော်က passcode ကိုနမူနာထည့်ပြပေးမယ်เนาะဒီမှာဆိုရင် passcode ကိုကျွန်တော်ကတော့ good academy ကျွန်တော်အရင်ရှည်လို့မရဘူး passcode ပဲเนาะအဲ့ဒါဆိုတော့မြေတော်ညာနေငါဒီမှာဆိုရင်ရှည်လို့မရတော့ဘူးဗျာအဲ့ဒါဆိုကျွန်တော်လိုကောက်ပဲတင်လိုက်မယ် TVA ဆိုပြီးတော့เนาะပြီးတော့နှစ်တော်ညာနဲ့ငါ okay ဒါမျိုးလေးပဲကျွန်တော်ဒီ passcode ကိုထားလိုက်မယ်เนาะထားပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာwait မှာ passcode တွေထည့်ပြီးသွားပြီ wait to room တွေဒီ user တွေနဲ့ပတ်သက်ပြီးတော့လုံးဆရာမလို့ဘူးပြီးတော့ကျွန်တော်ဝင်လာပြီဆိုတာနဲ့ဒီမှာဟုတ်တွေပါတွေတခါလေးပိတ်ထားခြင်းနဲ့ participant ရဲ့ဟိုဟာတွေပိတ်ထားခြင်းနဲ့ဆိုရင်ဖွင့်ပိတ်တခါလေးလောက်ထားလို့ရတယ်ပေါ့နော်သူတို့ရဲ့ video မျက်နှာ report တွေတခါလေးဖွင့်ခိုင်းကြတာမျိုးဆိုရင်ဒါမျိုးလေးဝင်ချင်းမှာကျွန်တော်ဒါမျိုးလေးရွေးချယ်လို့ရတယ်ကိုယ့်ဘက်ကနေပြီးတော့ရင်ကျွန်တော်တို့ဒီဘာတွေ audio မှာဆိုရင်လည်း telephone နဲ့ computer audio ဆိုတာလေးကိုရွေးထားပါမယ်ပြီးတော့ရင်ကျွန်တော်ဒီမှာ calendar ဆိုရင် outlook နဲ့သွားမလား google calendar နဲ့သွားမလား other calendar နဲ့သွားမလားကျွန်တော် google calendar နဲ့ပဲသွားလိုက်မယ်နော် okay ပြီးသွားပြီဆိုရင်ဒီအဲ့ဘက်မှာတော့ကျွန်တော်ဒီလာ join မဲ့လူတွေကိုဘယ်ချိန်ပဲဖြစ်ဖြစ် join လို့ရအောင်ဖွင့်ပြထားတာမျိုးတွေလုပ်လို့ရတယ်နော်ပြီးတော့ရင်ကျွန်တော် mute လုပ်ထားတာမျိုးတွေဒီမှာလုပ်ထားလို့ရတယ်ကျွန်တော်အပေါ်တစ်ခုပဲကျွန်တော်တူပြတယ်လို့ပဲကျွန်တော်သုံးလိုက်မယ်နော် okay ပြီးတော့ရင်ကျွန်တော်ဒါဒီ company နေနေပါ company နဲ့ပတ်သက်ပြီးတော့ဒီ course ဥဆောင်တဲ့လူဘက်ကနေပြီးမှဥဆောင်တဲ့လူဘက်ကနေပြီးမှထည့်ထားခြင်းနဲ့ဆိုရင်ထည့်လို့ရတယ်ကျွန်တော်ထည့်စရာမလိုဘူးမထည့်တယ်ပါမဖြစ်ဘူးเนาะ okay ပြီးတော့ရင်ကျွန်တော်ဒီမှာ save ဆိုရင်နှိပ်ခဲ့လိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ schedule ဆိုတဲ့နေရာမှာဒါမျိုးလေးပေါ်နေမှာဖြစ်ပါတယ်เนาะ okay အဲ့လိုမျိုးလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာဒီအောင်နာလေးမှာ schedule system ပုံစံမျိုးလေးဒါမျိုးလေးပေါ်နေတယ်ဒါမျိုးလေးဒီမှာဆိုရင်ကျွန်တော်ဒီနေ့မှာဆိုရင်ဒါကျွန်တော်ရှေ့မှာလုပ်ထားတဲ့ဟာပေါ့เนาะဒါရှေ့မှာကျွန်တော်လုပ်ထားတဲ့ဟာဒီနေ့မှာဆိုရင်ဒီမှာစနေ40တော့ဒါခုနကကျွန်တော် zoom meeting ပြီးခဲ့တဲ့ဒီဟိုဟာကိုပြတာပေါ့เนาะ zoom meeting ခုနကကျွန်တော်စမ်းပေးထားတဲ့ zoom meeting နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ history တွေပါဒီမှာကြည့်လို့ရတာဖြစ်တယ်ပြီးတော့ပြီဆိုရင်ကျွန်တော်အောက်ဆုံးမှာ schedule ပုံစံမျိုးလုပ်ထားတာဒီမှာ9နာရီကနေ17:15ပေါ့เนาะဒီဒါကျွန်တော်တို့ကျွန်တော်ကို laptop မှာကျွန်တော် time စံတော်ချိန်ပြောင်းထားတာဆိုတော့9နာရီဆိုပြီးတော့ဒီ time ဆိုတော့စံတော်ချိန်နဲ့ပြနေတာပေါ့เนาะဒါပေမဲ့ကျွန်တော်သွားမှာကဒီညမာအနေနဲ့ကျွန်တော်က schedule ရှာတာဖြစ်တဲ့အတွက်ဒါမျိုးလေးပေါ်နေမှာဥပမာ8နာရီကနေပြီးမှ10နာရီ15 10နာရီ45အထိပေါ့เนาะ10နာရီ45အထိဒါမျိုးလေးပြဒီမှာတော့ time စံတော်ချိန်ဆိုတော့နည်းနည်းတော့ပြောင်းနေတယ်ဒါမျိုးလေးပြနေအောင်ဒါ schedule ဆိုရင်ဒါမျိုးလေးပြနေမှာပေါ့เนาะအပေါ်ကတော့ကျွန်တော်လောက်ထားပြီးသားဟာကြီးပေါ့เนาะအပေါ်လောက်ထားပြီးသား zoom meeting တွေကျွန်တော်ဖြတ်လိုက်လို့ရတယ်ပြဿနာမရှိဘူးအဲ့ဒါဒီနေလိုက်မယ်ခုနကကျွန်တော်ဆန်းပြထားတယ် meeting လောက်ထားပြီးသားဟာတွေပေါ့เนาะဒီ schedule ကတော့ဒီမှာအောက်ဆုံးမှာပေါ့เนาะခုနကကျွန်တော်ဒီ meeting တစ်ခုကို schedule စပြီးတော့လုပ်ထားတယ်ဆိုရင် schedule လုပ်ထားတယ်ဆိုရင်ဒါမျိုးလေးပေါ်နေတယ်เนาะကိုအရင်တော့ join ထားပြီးသား zone တွေဆိုရင်အဲ့လိုမျိုးလေးပေါ်နေလိမ့်မယ်ဒီမှာတော့ schedule တော့မစရသေးတာမျိုးဆိုရင်ဒီဟာဒါမျိုးလေးပေါ်နေတယ်အဲ့ဒါကိုမှကျွန်တော်ဒီကိုကနေပြီးမှကိုယ့် meeting ကို ID password တွေ link တွေပါဒီလိုမျိုး share လုပ်ရှင်လဲဆိုတော့ကျွန်တော်ပြောပြပေးမယ်အရင်တော့ဒီနည်းနည်းလေးတော့ပွဲတာပေါ့နော်ဒီမှာဆိုရင်ဒီ23နဲ့လေးတစ်ချက်နေလိုက်နှိပ်ပြီးတော့ဒီမှာ copy invitation ဆိုတာလေးတစ်ချက်နေလိုက်နော်ကိုယ် start ပြီး meeting တခုကိုစတော့မယ်ဆိုရင် start meeting ဆိုပြီးတော့အဲ့ဒီအချိန်ရောက်ရင်တော့ဝင်သွားလိုက်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးအချိန်မရောက်သေးဘူးဆိုရင်တော့ invitation အနေနဲ့ကိုယ်ကတခြားသူတွေပြောပြပို့ချင်တယ်ဆိုရင် copy invitation ဆိုတာလေးနှိပ်လိုက်နှိပ်ပြီးသွားရင်ကျွန်တော်ဒီ copy invitation နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ copy invitation ကိုသွားပြီး page ချလိုက်ရင်အဲ့မှာ meeting link တွေID passcode တွေပေါ်လာလိမ့်မယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာ copy invitation ကိုယူပြီးတော့ကျွန်တော်ဒီမှာတခြား Viber တစ်ခုမှာကျွန်တော်ဒီမှာ page ချပေးလိုက် page ချကြည့်လိုက်ပါ okay ပြီးရင်အနာခေါက်လိုက် okay အဲ့ဆိုရင်ဒီမှာ
ကျွန်တော်တို့ဒီ zone နဲ့ပတ်သက်ပြီးတော့အကုန်လုံးဒီလေးကြာလာလိမ့်မယ်ဒီမှာ topic ပေါ့နော်တိုင်းနဲ့ဆိုရင်ဒီမှာရန်ကုန်တိုင်းနဲ့ဆိုရင်ကျွန်တော်8နာရီ10ခွဲလောက်ကနေစမယ်ပေါ့နော်10ခွဲကနေပြီးတော့စမယ်ပြီးတော့ရင် zoom meeting join zoom meeting link တွေပါဒီမှာတခါတည်းဒီမှာပေါ်တယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်ဒီ meeting နဲ့ပတ်သက်ပြီးတော့ ID passcode တွေဒီမှာလာပြီးတော့ share လုပ်ဖို့အတွက်ဒီမှာလာပြီးတော့ယူလို့ရတယ်ပေါ့နော်ဒီမှာဆိုရင် ID passcode ပေါ့နော်ဒါယူလို့ရတယ်ပြီးတော့ရင် join မှာဒီမှာ join မှာ SIP နဲ့ဝင်မယ်ဆိုရင်ဒါမျိုးတွေတခါလေးပြောပြထားတယ်ပြီးတော့ရင် join instruction ဆိုပြီးတော့ဒီမှာlink တခါလေးပို့ပေးထားတယ်ပေါ့ဒါမှမဟုတ် meeting နဲ့ passcode ဆိုရင်ဒါလေးကိုကြော်ညာလို့ရပါတယ်နော် okay ဒါက zoom meeting ID နဲ့ passcode ကိုကျွန်တော်ဘယ်လိုမျိုးကျွန်တော်ဒီကြော်ညာရမယ်ဘယ်လိုမျိုးယူရမလဲဆိုတော့ပြောပြပေးခဲ့တာဖြစ်ပါတယ်ဒါဆိုရင်zone တစ်ခုဆိုရင်ကျွန်တော် meeting တစ်ခုစပြီးတော့လုပ်တာရဲ့တခြားခုလူရဲ့ meeting ကို join တာရဲ့နောက်တစ်ခု schedule ချပြီးတော့ကျွန်တော်ဖန်တီးတာရဲ့ဒါကိုဒီနေ့ဗီဒီယိုမှာကျွန်တော် knowledge sharing အနေနဲ့ပြောပြပေးခဲ့တာဖြစ်ပါတယ်။ Okay ဒီနေ့မှာကျွန်တော်ဒီ16ရက်ကိုလာပိုင်းမှာပေါ့နော်ကျွန်တော်ဒီနေ့ညပိုင်းမှာ knowledge sharing အနေနဲ့ social media နဲ့ပတ်သက်တဲ့ TikTok Facebook နဲ့ပတ်သက် TikTok Facebook YouTube စသဖြင့်ပေါ့နော်အဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ခက်ခဲတွေ monetization knowledge sharing တွေကိုကျွန်တော် Zoom meeting အနေနဲ့ကျွန်တော်ထားပေးထားတာဖြစ်တယ်လာပြီးတော့ join လို့ရတယ်ပေါ့နော်ဒီ video ကနေပြီးမှမြင်တဲ့လူတွေအကုန်လုံးZoom meeting ID နဲ့ password နဲ့ကိုကျွန်တော်ဒီ video ရဲ့အောက်မှာလည်းကျွန်တော်ချပေးထားမယ်အဲ့ဒါလေးကိုလာပြီးတော့ကျွန်တော်အချိန်ကြရင်ဒီနေ့ညီမဆန်တော်ချင်း10ခွဲပေါ့နော်10ခွဲမှာလာပြီးတော့ကျွန်တော် knowledge sharing တွေအကုန်လုံးနားထောင်ခြင်းနဲ့တဝုနဲ့တဝုပေါ်ပါပါဖလှည့်ခြင်းနဲ့ဆိုရင်လာပြီးတော့ကျွန်တော်ဒီ Zoom meeting မှာ join လို့ရပါတယ်ကျွန်တော်ဘက်ကနေဒီမှာ new tool ဆိုတာဖိတ်ခေါ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ Zoom meeting နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီတလောက် knowledge sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ